はい私တို့တွေ勉強法ယုံလေးကိုဆက်ပြီးတော့ဖတ်သွားကြရအောင်ပါစာလေးလာနီနံပါတ်4ခုမြောက်ပေါ့နော်はいの価格の実験結果に基づく正しい勉強法での価格ကတော့သူကအုံနောက်သိပ္ပံကိုပြောတာပါဒီ no ဆိုတာတော့ကွာပြောမယ်ဆိုရင်အုံနောက်ကိုပြောတာဆိုတော့လေဓာတ်ရိုက်ကြည့်ဘာသာပြန်တဲ့အခါမှာ brain science ပေါ့နော်အဲ့တော့အုံနောက်သိပ္ပံဆိုတာကပြောရမယ်ဆိုလို့ရှိရင်အာယုံကြောသိပ္ပံကိုပြောတာပါအဓိကအားဖြင့်အုံနောက်ထဲမှာရှိတဲ့အာယုံကြောတွေကိုလေ့လာတဲ့ဘာသာရပ်ပေါ့နော်ဒီဘာသာရပ်ရဲ့実験結果လက်တွေ့စံသက်ချက်ရလဒ်ပေါ်ကိုတဲ့မတိုစကုအခြေခံထားတဲ့正しい勉強法ってမှန်ကန်တဲ့စာလေးလာနေဆိုတာတဲ့ドイツの実験心理学者ベンクハウスの記憶に関する実験があります。ဂျာမနီနိုင်ငံရဲ့လက်တွေ့စိတ်ပညာရှင်ベンクハウスရဲ့မှတ်ဉာဏ်နဲ့ပတ်သက်တဲ့လက်တွေ့စံသက်ချက်လေးရှိပါတယ်။それによるとနော်အဲ့ဒီလက်တွေ့စံသက်ချက်အရ人は情報を記憶しても20分後に約42%、1時間後で約56%、9時間後で約64%、6日後には約76%を忘れてしまうそうです。はい。အဲ့တော့ဒီလက်တွေ့စံသက်ချက်အရာပေါ့နော်လူတွေကဒီအချက်လက်တွေကိုမှတ်ပြီးတော့ပေါ့နော်မိနစ်20ကြာတဲ့အခါမှာခန့်မှန်းခြေရက်ကုဆိုတဲ့အခါကျတော့ခန့်မှန်းခြေပေါ့နော်42ရာခိုင်နှုန်းတနားရီကြာတဲ့အခါမှာ56ရာခိုင်နှုန်း9နာရီကြာတဲ့အခါမှာ64ရာခိုင်နှုန်းနဲ့6ရက်ကြာတဲ့အခါမှာတော့ခန့်မှန်းခြေ86ရာခိုင်နှုန်းကိုမေ့ပြစ်လိုက်တယ်လို့ဆိုပါတယ်တဲ့彼の実験から立て続けに物事を覚えようとするよりもある程度の感覚を空けて覚える方が効率よく脳に記憶されることが証明されています。はい。အဲ့တော့သူ့ရဲ့ပေါ့နော်လက်တွေ့စံသက်ချက်ကနေပြီးတော့တဲ့တတဲစုစုကဲနီးဆိုတာじゃဇက်တိုက်မိုနိုကောတိုအဖြစ်ဖြစ်တွေကိုတဲ့မှတ်ဖို့လောက်တာထက်ある程度の感覚ဒါလေးရတစ်ချက်ရေးပြပါမယ်感覚ပေါ့နော်感覚ဆိုတာကြတော့ဒီ space လေးပေါ့နော်အချိန်လေးနည်းနည်းခြားပြီးတော့ကွာပြောရမယ်ဆိုရင်အချိန်လေးနည်းနည်းကိုခြားပြီးတော့တဲ့ over တို့ဟိုကမှတ်တာကခိုးရီစယောက်ကုနော်ပို့ပြီးတော့အကျိုးထိရောက်မှုရှိရှိနဲ့脳に記憶されることが証明されていますနော်အုံနောက်မှာမှတ်သားနိုင်နေဆိုတာကိုတက်တည်ပြထားပါတယ်ဒီရှော့မဲဆိုတာတော့လေမိနာဆန်တို့လေရှော့မဲရှော့ဆိုတာကြားဖို့တယ်မလားရှော့မဲရှော့ဆိုလို့ရှိရင်ကိုတက်တည်ပြတဲ့ကတ်ကိုပြောရမယ်ဆိုလို့ရှိရင်အထောက်ထားပြတဲ့ကတ်ပေါ့နော်အဲ့ဒါကိုရှော့မဲရှော့လို့ပြောရလေနော်အဲ့တော့ဒီနေရာမှာရှော့မဲလို့ပဲသုံးပေးထားတယ်ဆိုတော့သူကတက်တည်ပြထားတယ်လို့ပြောတာつまりတနည်းအားဖြင့်ある情報を脳に送り脳がその情報を忘れかけた頃に再度同じ情報を脳に送ることで記憶の定着が良くなります。တနည်းအားဖြင့်ဒီအချက်လက်တွေကိုအုံနောက်ကိုပို့ပြီးတော့အုံနောက်ကအဲ့ဒီအချက်လက်ကိုကွာမေဂာနီတော့အချိန်မှာနောက်တစ်ခေါက်တူညီတဲ့ဂျောဟိုးကိုပဲအုံနောက်ကိုပို့လိုက်မယ်ဆိုရင်ဒီမှတ်ဉာဏ်ဒီတေချက်ကူကယခုနာလိမ့်မယ်ဆိုတာကစွဲမြဲလာမယ်လို့ပြောတာနော်တေချက်ကူဆိုတဲ့အခါကျတော့တေလီကကျတော့ကွာ私တို့တွေရောတေးတို့ဘာတော့မှသုံးတယ်ပေါ့နော်ပြီးတော့ဘာတွေမှသုံးတယ်လဲတော့တစ်ခုခုကိုသတ်မှတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာလေနော်ပြီးတဲ့အခါကျနောက်ကချက်ကူကကျတော့ဆက်ရောက်တယ်အဲ့တော့ဘယ်လိုမျိုးပြောချင်တာလဲဆိုတော့တေးချက်ကူဆိုတာဒီနေရာမှာဆိုရင်ဆွဲမြဲသွားတယ်လို့ပြောချင်တာပါ逆に言うと短時間に集中的に勉強してもすぐに忘れて習得できません。အဲ့တော့ပြောင်းမြန်ပေါ့နော်ပြောရမယ်ဆိုရင်တ
တန်းကြီးကန်နီအချိန်တူတူလေးအတွင်းမှာအရှိရတန်းကကျတော့မကြီးကရဲ့အခန်းကြီးနော်အချိန်တူတူလေးအတွင်းမှာတဲ့အာယုံစိုက်ပြီးစားလို့ရင်တောင်မှချက်ချင်းမေ့သွားပြီးတော့တဲ့ဒီရှုတုကုဆိုတာကကျတော့ကွာပြောမယ်ဆိုရင်အရှိရရှုလေးကကျတော့နာရာအီမတ်ဗာလေလေ့လာတယ်ဆိုတာလေးလीနော်သင်ယူတယ်လေ့လာတယ်နောက်ကဟာလေးကကျတော့တုကုအဲတို့ပေါ့နော်ရရှိတယ်ဆိုတဲ့ဟာလေးအဲ့တော့ရှုတုကုဆိုတာကကျတော့ရိုးရိုးတနက်ရတာမျိုးမဟုတ်ပဲနဲ့ကျွမ်းကျင်သွားတာပေါ့နော်တခုခုကိုတက်မြောက်သွားတယ်ချင်ကျင်တာကိုပြောချင်တာပါအဲ့ဒါလေးကိုရှုတုကုလို့ပဲမှတ်ထားပေးမယ်နော်ဟဲ့အဲ့တော့မင်းကကွာစာအုပ်လုံးဝအာယုံစိုက်ပြီးတော့အချင်းတူတူလေးတွင်မှာကြက်ရင်တောင်မှတဲ့ချက်ချင်းပဲမေ့သွားပြီးတော့အဲ့ဒီဟာကိုဟိုလုံးဝကြီးတက်မြောက်သွားမျိုးဖြစ်မှာမဟုတ်ပါဘူးဆိုရယောရီမိုအဲ့ဒါထက်တဲ့တေခိတေကီနီနော်တတ်မှတ်ထားတဲ့အချိန်ကာလလေးအတွင်းမှာခူရီခိုင်ရှိထက်ကတက်ကဘင်ကျိုအိုဆူစကေတာဟိုကနော်စာလောက်တာကခိုရီစယောကုအကျိုးရှိထိရောက်မှုရှိပြီးတော့ရှုတုကုတေကီလိုတိုယူခိုတိုဒက်နော်ရှုတကူဆိုတာတော့တင်ယူတက်မြောက်နိုင်လိမ့်မယ်ဆိုတာမျိုးဖြစ်ပါတယ်တဲ့คิวคุโอတဲ့စကားစာတိုရုနော်ဝနိုですからဒီခန်းကြီးလေးကလေခန်းကြီးလေးကတလွယ်တာနော်ဒါပေမဲ့私တို့ရေမြင်ဘူးတဲ့ကွာဟုတ်တယ်မလားဘယ်မှာမြင်ဘူးလဲဆိုတဲ့အခါကျတော့ဒိုးရှိတို့မိတ်ရှိတို့ပါတော့မှာမကြာခဏမြင်ဘူးပါနော်မိတ်ရှိなんかどうしような。名詞よ。はい。私漢字やとどればてねや。だめ、ဒီအရှိရ e must 漢字လေးမပါရင်တော့တူပေမယ်နော်ဆိုရင် sushi อืม sushi မှာတူတာနော်ဒီခန်းကြီးလေးဟိုက်အဲ့ဒီခန်းကြီးလေးကခဏတိုင်းမြင်ဘူးနေတဲ့ခန်းကြီးလေးဖြစ်ပေမဲ့လေနော်အရန်ကိုမှားလွယ်တယ်တလုံးနဲ့ဆိုလို့ရှိရင်လေသူ့ရဲ့ခွန်းရော်မီကအတန်ထွက်ကနည်းနည်းလေးခတ်တယ်ပေါ့နော်စကာစာဒိုရုအဲ့တော့စကာစာဒိုရုဆိုတာကသူက manage လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တာဝန်ယူတယ်သူ့ကိုဘယ်လိုပြောရမလဲ manage လုပ်တယ်ပေါ့နော်အဲ့တော့ဒီမှတ်ဉာဏ်လေးကိုတာဝန်ယူထားတာပေါ့နော်ဘာလို့လဲဆိုရင် no ですからအုံနောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့価格の価格の観点からもう少し詳しく解説します観点ဆိုတာကျတော့အမြင်ပေါ့နော်ရှုထောင့်အဲ့တော့ဒီအာယုံကြောဌာနရဲ့ပေါ့နော်ဒီအာယုံကြောသိပ္ပံဌာနဘက်ကနေပြီးတော့တဲ့သူဒီဘယ်လိုပြောရမလဲဒီအာယုံကြောသိပ္ပံဘာသာရဲ့ရှုထောင့်ကနေပြီးတော့တဲ့မော်စကိုရှိနည်းနည်းလောက်ပို့ပြီးတော့ခူဝါရှိကုဒါလေးကခူဝါရှိကုအသေးစိတ်ခိုင်းစစ်ဆရှိမရှင်းပြပါမယ်情報をすべて記憶するわけにはいかないので脳は一時的に記憶した後に忘れてしまっていい情報と長期的に記憶すべき情報の切り分けをしています。はい。ခုနကတော့ဒီမှာကျတော့တန်ကြည့်ကန်လို့ပြောထားရနော်はい。ごめんなさい、ごめんなさい。これ時間じゃなくて期間ですね。はい。ちょっと私見間違いましたよね。ごめんなさいね、本当に。はい。期間ということですね。期間ဆိုတာတော့အချိန်ကာလကွာတန်期間ဆိုတာအချိန်တိုလေးပဲနော်はい。ဒါကကြတော့ချောခိကန်ပေါ့နော်အဲ့တော့ဒါကကြတော့ကာလာချီဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါはいအဲ့ဒီတော့ဒီနေရာလေးနော်情報をတဲ့ဆိုတဲ့ပေါ့နော်ဒီအုံနောက်စီကိုက私တို့အခုလိုမျိုးဖတ်လိုက်တဲ့ဟာတွေနော်မြင်လိုက်တဲ့ဟာတွေကြားလိုက်တဲ့ဟာတွေအဲ့လို情報တွေအကုန်လုံးကိုတဲ့အုံနောက်ကမှတ်ထားနိုင်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့လို့နော်အုံနောက်ဒီ一時的に記憶した後にနော်一時的ဆိုတာတော့တနားရီလို့ပြောချင်တာမဟုတ်ဘူးနော်သူကရှားရီဒီပေါ့နော်မှတ်ထားပြီးရဲ့နောက်မှာသူကမေ့ပလိုက်ပြီးတော့いい情報とမေ့လိုက်လို့ရတဲ့情報နဲ့ပေါ့နော်長期的に記憶すべき情報の切り分けをしています。နော်အချိန်ကြာကြီးမှတ်သားထားရမယ့်情報တွေဆိုပြီးတဲ့အခါကျသူကခွဲပလိုက်တယ်ပေါ့နော်脳は入ってきた情報をအုံနောက်ကဝင်လာတဲ့အချက်လက်တွေကိုတဲ့一時記憶にすべきかနော်ယာယီမှတ်ဉာဏ်အနေနဲ့ထားမလားဒါမှမဟုတ်ရင်長期記憶にすべきかနော်ဒီ
ကာလကြာရှည်ပေါ့နော်မှတ်ဉာဏ်အနေနဲ့ထားမလားဆိုတာကိုတဲ့ဟန်တန်ကိုဆိုလို့ဟစ်ဆိုယောဂအာရီမတ်အဲ့လိုဆုံးဖြတ်ဖို့လိုတယ်ခုနရှိဝကေစာကျောဒီလိုမျိုးအလုပ်ခွဲဝေတဲ့လုပ်ငန်းကိုတဲ့နီနတ်တေဣရုနောဝတာဝန်ယူတာကတော့ခိုင်ဘာတို့ရောပါတယ်လို့နိုးနောဘူပွန်ဒက်ခိုင်ဘာလို့ခေါ်တဲ့အုံနောက်ရဲ့အစိတ်ပိုင်းဖြစ်ပါတယ်အရှိရခိုင်ရကြတော့ဥမိရခန်းကြီးနော်ပင်လယ်ရဲ့ခန်းကြီးဖြစ်ပြီးတော့နောက်ကကြတော့မြင်းရဲ့ခန်းကြီးအဲ့တော့ပင်လယ်မြင်းရေမြင်းဆိုပြီးတော့ပြီးတော့ပတ်ထားမပြန်မဲနဲ့ဒါလေးကကြတော့အုံနောက်ရဲ့အစိတ်ပိုင်းကိုခေါ်ချင်တာပါခိုင်ပါရမယ်နော်အဲ့တော့ဒီအုံနောက်စီကိုပေါ့နော်ပေးပို့လာတဲ့ခါမှာဒီခဏလေးနဲ့မှတ်ထားမှာလားမှတ်ပြီးတော့မေ့ပလိုက်မှာလားဒါမှမဟုတ်လို့ရှိရင်အုံနောက်ထဲမှာအကြာကြီးမှတ်ကိုမှတ်ထားမယ်အဲ့လိုမျိုးတွေအလုပ်ကိုခွဲဝေပေးတာတော့ဘယ်သူကလဲဆိုရင်ခိုင်ပါလို့ခေါ်တဲ့အစိတ်ပိုင်းလေးဖြစ်ပါတယ်အဲ့လေးတစ်ချက်မှတ်ထားမယ်ပြီးတော့တဲ့記憶のメカニズムは簡単に説明すると次の通りです。メカニズムဆိုတာတော့ဒီလှုပ်ဆောင်ပုံပေါ့နော်။မှတ်ဉာဏ်ရဲ့လှုပ်ဆောင်ပုံကတော့တဲ့လွယ်လွယ်ကူကူရှင်းပြမယ်ဆိုရင်တော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ဒီခန်းကြီးလေးကလေခန်းကြီးလေးကိုခတ်တယ်လို့မထင်လိုက်ပါနဲ့။သူဒီမှာရေးပေးထားတယ်ပေါ့နော်။သူ့ရဲ့အတန်တော်လေးကဆိုကူတိုယောအဲ့တော့ကဒီအုံနောက်ရဲ့အစိတ်ပိုင်းဆိုတဲ့အခါကျဘာသာပြန်မှာရတဲ့မျိုးဖြစ်တယ်ပေါ့နော်ဒီအုံနောက်ရဲ့အစိတ်ပိုင်းလေးတွေဆိုတာကိုပဲမှတ်ထားပေးမယ်အဲ့တော့ဒီစကုတိုယောလို့ခေါ်တဲ့အစိတ်ပိုင်းလေးရှိမယ်ဒီအစိတ်ပိုင်းလေးကနေမှခိုင်ပါစီကိုပို့မယ်ခိုင်ပါနေမှတစ်ခါစကုတိုယောကိုပြန်ပို့လိုက်မယ်အဲ့လိုဆိုရင်သူဒီချောခီခီအိုကူဖြစ်သွားတယ်ပေါ့နော်ကာလကြာရှည်တဲ့မှတ်ဉာဏ်ဒါမှမဟုတ်လို့ရှိရင်စကုတိုယောနေမှခိုင်ပါကိုဒီဂျိုဟိုကိုပို့လိုက်တယ်ဂျိုဟိုကိုပေါ့နော်ဒီခိုင်ပါနေမှာဟာခီလုပ်လိုက်မယ်ဒီဟာခီဆိုတာကျတော့ဆွန့်ပြစ်လိုက်တာပေါ့နော်အဲ့ဆိုရင်သူဒီအချီချီခီအိုကူဖြစ်သွားတယ်ပေါ့အဲ့တော့တဲ့人間が触れる情報လူသားတွေထိတွေ့တဲ့သတင်းချက်လက်တွေနော်အဲ့ဒါတွေကတဲ့脳の速度用と呼ばれる部分から会話に送られます。အုံနောက်ရဲ့速度用လို့ခေါ်တဲ့အစိတ်ပိုင်းကနေပြီးတော့会話စီကိုပို့ပေးပါတယ်တဲ့။နော်အဲ့တော့ဒီခိုင်ပါကနေမှစုကိုတဲ့ဆိုတာじゃခိုင်ပါကိုပြောချင်တာပါဒီခိုင်ပါမှာတဲ့情報は一時的に仮保存されますဒါလေးက仮ယာယီကိုပြောတာပါအဲ့နေရာမှာတဲ့အချက်လက်တွေကိုယာယီထိမ့်သိမ်းထားပါမယ်何のために仮保存をするかというとဘာကြောင့်ယာယီထိမ့်သိမ်းထားရတယ်လဲဆိုရင်တဲ့この情報を一時記憶にするか長期記憶にするかの仕分け作業をするためです။ဘာကြောင့်ယာယီသိမ်းစစ်ထားရလဲဆိုတော့ဒီကြောဟိုးကိုယာယီသိမ်းမှာလားဒါမှမဟုတ်လို့ရှိရင်အကြာကြီးသိမ်းထားမှာလားဆိုတဲ့ဒီရှိဝကဲစာကေပေါ့နော်တာဝန်ခွဲဝေတဲ့အလုပ်ကိုလုပ်ရမယ့်အတွက်ကြောင့်မှာ会話に一時的に情報が保存されている状態で同じ情報が会話に頻繁にဒါလေးက頻繁လို့အတန်ထွက်ပါတယ်頻繁に送られてくるようならば脳はこの情報は重要な情報だと判断し、速度用に情報を送り返して、そこで長期保存します。はい。အဲ့ဒီတော့တဲ့ဒီမှာကွာခိုင်ပါမှာယာယီသိမ်းဆက်ထားလိုက်ပြီနော်အဲ့တော့သူကဘာအတွက်ကြောင့်ယာယီသိမ်းထားရလဲဆိုလို့ရှိရင်အဲ့ဒီချက်လက်တီယာယီလားတော့မဟုတ်အချင်းချင်းသိမ်းထားမလားဆိုတော့စာကဲလောက်အောင်မှာအတွက်ကြောင့်ဖြစ်တယ်နော်ပြီးတဲ့အခါကျတော့ဒီခိုင်ပါမှာပေါ့နော်ယာယီသိမ်းဆက်ထားတဲ့အချက်လက်ပေါ့နော်အချက်လက်တွေကိုယာယီသိမ်းဆက်ထားတယ်အဲ့ဒီအခြေအနေအတွင်းမှာဒီတူညီတဲ့အချက်လက်ကိုပဲကွာခိုင်ပါစီကိုထပ်ပို့လာမယ်ဟင်ပန်နီဆိုတာကျတော့မကြာခဏဆိုသလိုပေါ့နော်ပို့လာမယ်ဆိုရင်အုံနောက်ကနေပြီးတော့ဒီကြောဟိုဒီအရေးကြီးတဲ့အကြောဟိုဖြစ်တယ်လို့ဆုံးဖြတ်ချပြီးတဲ့အခါကျတော့စုခုတိုးရောစီကိုဒီကြောဟိုအကုရိခါရရှိဆိုတာပြန်ပို့ပေးလိုက်မယ်ဒီနံပါတ်1ပုံစံလေးပေါ့နော်ဒီကနေကြည့်ဆိုပြန်ပို့ပေးလိုက်မယ်နေ့ဟာအရေးကြီးရဲ့ထင်တယ်နော်ခဏတိုင်းကစိတ်ရောက်လာနေရဲ့ဆိုပြီးတော့အဲ့ဒီမှာမှချောကီဟိုဆုံးဆိုပြီးတဲ့အခါကျတော့ဖြစ်လာတယ်ပေါ့နော်はいအဲ့တော့これがတဲ့長期記憶ですဒါကကာလကြာရှည်မှတ်ဉာဏ်ဖြစ်ပါတယ်一方တစ်ဖက်မှာတော့同じ情報がしばらく会話に起きられてこないと脳はこの情報は
사후도 주요대와 난이도 한탄시대 하기시대 심하이마스. 그러고 이 뜻한 말어. 어? 뚜니의 찰나가 아침တခဏလောက်ကြာတဲ့အထိခိုင်ပါစီကိုပို့မလာအောင်ဆိုလို့ရှိရင်အောက်နောက်ကဒီချောဟိုကတော့အဲ့လောက်ကြီးလည်းအရေးမကြီးပါဘူးလေလို့ဆုံးဖြတ်ချက်ချပြီးတော့တဲ့ဖတ်ခိဆုံးပလိုက်မယ် discuss လုပ်လိုက်မယ်ကိုရီက ichichiki okudes ဒါကခြားကြီးမှန်ဉဏ်ဖြစ်ပါတယ်အဲ့တော့အောက်မှာပုံလေးရှိပါမယ်ပုံကကျွန်တော်နဲ့ရှင်းရှင်းမျောလေးဖြစ်နေတဲ့ကြောင့်မလို့ဝတ်သက်ရှင်းမြင်ရအောင်ခြုံလိုက်ပါမယ်はいဒီလိုမျိုးလေးပေါ့နော်တော့ကောင်းစဉ်လေးကတော့ခေအိုကိုနော်မက်ကာနီဇမ်ကိုစတေအိုကိုဒီအုံနောက်ရဲ့ပေါ့နော်အလုံးလုံးပုံလုံးနည်းလေးကိုတည်ထားကြရအောင်တဲ့ဒီမှာကစာအုပ်တွေကနေမှခိုင်ပူကျော်ဟိုတွေဝင်လာမယ်ဘယ်ဝင်လာမှလဲအုံနောက်ရဲ့ဒီစကူတိုယောလို့ခေါ်တဲ့အစိပ်ပိုင်းလေးဒီခန်းကြီးလေးကနော်ဟိုလေမှတ်ရတာဒါခန့်နေရအတန်တကြီးရတယ်နဲ့ဘာကြီးလဲစကူတိုယောလည်းမကြဘူးပေါ့အောင်ဆိုပြီးတော့ကြောက်မတော့နဲ့တလုံးချင်းစီခွဲကြည့်လိုက်တဲ့အခါမှာစကူဆိုတာဂါဝဘတ်ရဲ့ခန်းကြီးမလား右側、左側、上側、下側、အဲ့ဒီ側အခန်းကြီးလေးနော်ဘတ်ဆိုတဲ့အဓိပ္ပာယ်ဒါလေးကကျတော့ဗာလဲအတမခေါင်းရဲ့ခန်းကြီးနောက်ကဟာလေးကကျတော့တစ်ရွက်ဟရဲ့ခန်းကြီးဒါပေမဲ့သူတို့တွေကဝန်းရောင်မီတွေပေါင်းပြီးအတန်ထွက်လိုက်တာပေါ့နော်စကူတိုရှောအဲ့တော့အပြင်ဘက်ကနေမှတနေ့ချက်လက်တွေကဝင်လာပြီးဒီစကူတိုယောကနေမှခိုင်းပါစေရောဆိုပြီးတော့ယာယီသွားပြီးတော့တင်ဆက်ထားခိုင်းလိုက်တယ်အဲ့ဒါနေမှ तू ကမင်းတို့ကွာဟိုစာအုပ်တအုပ်သို့မဟုတ်ဇက်ကတကားဆိုရင်ဒီတတ်မှတ်ထားတဲ့ကာလအတွင်းမှာထပ်မဖတ်ဘူးထပ်မကြည့်ဘူးဆိုလို့ရှိရင်ဒီကြောဟိုရမိတ်သွားပြီနော်ဇက်ကားဆိုလို့ရှိရင်လေငါကြည့်ဘူးတဲ့ဇလန်မမှတ်မိတော့ဘူးလေအဲ့လိုမျိုးဖြစ်တယ်မလားအဲ့ဒါဒီဘာလုပ်လိုက်လို့လဲဒီခိုင်ပါဆိုတဲ့အစိပ်ပိုင်းတွေမှာဟာခီလို့ပလိုက်လို့ichichi kyoku တဲ့ခိုင်ပါနေ onaji 情報がしばらく送られてないと情報は破棄されるနော်ဒီသတင်းချက်လက်တွေကဟာကီစာရဲမတ်ပေါ့နော်စွန့်ပစ်ခံရမယ်ပြီးအဲ့လိုမှမဟုတ်ပဲねဒီ3ကနေမှဟိုပေါ့နော်နောက်ထပ်တစ်ချိန်ဒီအပြင်ဘဘဟုတ္တရာကိုဖတ်လိုက်ပြီးဒီအုံနောက်ကနေမှသူ့စီကိုထက်လာပို့တဲ့အခါမှာဒီခိုင်မကနေမှငါစီကိုရောက်တာခဏခဏရှိနေဆိုပြီးသူ့စီကိုပြန်ပို့လိုက်ရောအဲ့ဒီခါမှာသူဒီဘာဖြစ်လာမလဲဆိုတော့ချော်ကီခီယိုကူဖြစ်လာမယ်ပေါ့နော်ခိုင်ပါနီအိုနာချီချဟိုကဟင်ပန်နီဒီခန်းကြီးလေးနည်းနည်းတော့ခတ်တယ်ဆိုပေမဲ့ပေါ့နော်အဲ့တော့ခတ်တဲ့ခါမှာခန်းကြီးကိုမမှတ်ဖ ೇನೆ စကလုံးလေးဝယ်မှတ်ထားလိုက်မယ်ဟင်ပန်နီဆိုတာတော့မကြခဏဆိုတလို့ပေါ့နော်ပို့လာတဲ့အခါမှာသူဒီစကုတိုယောတဲ့ချော်ခီခီချော်ခီဟိုစွန်းစားတယ်လို့ပေါ့နော်သူ့စီကိုပြန်ပို့ပေးလိုက်ပြီးတဲ့အခါကျဒီစကုတိုယောမှာကာလာကြရှိတင်ဆက်ထားခိုင်းလိုက်မယ်ဟဲ့အဲ့လိုမျိုးအလုပ်လုပ်တာပါはい、私のレースをパチや。例を開けて説明します。ဥပမာပေးပြီးတော့ရှင်းပြမယ်နော်တဲ့。あなたが英語の勉強として英単語を暗記していると仮定します。မင်းရတဲ့ဒီအင်္ဂလိပ်စာလေးလာနေတဲ့အတွက်ကြောင့်မို့လို့英単語နော်အင်္ဂလိပ်စာဝေါ်ဟာရတွေ vocabulary တွေကို暗記している暗記ဆိုတာပါအလွတ်ကျက်တာနော်အလွတ်ကျက်လိုက်မယ်အလွတ်ကျက်နေရလို့ယူဆလိုက်မယ်တဲ့ある英単語を暗記しようとすると、ဒီဝေါ်ဟာရတွေကိုကွာနော်အလွတ်ချက်မဲလို့လုပ်လိုက်တဲ့အခါမှာその情報は速度用を数じて会話に送られます。မင်းတို့ချက်လိုက်တဲ့အခါမှာအဲ့ဒီချက်လက်တွေဒီ速度用ကနေမှတစ်ဆင့်会話စီကိုပို့ခံရမယ်။そして1週間後အဲ့လိုလုပ်ပြီးတော့တစ်ပတ်ကြာတဲ့အခါမှာまた同じ英単語の暗記作業をするとその情報は再び会話に送られます。နော်မင်းတို့ကနောက်တစ်ပတ်ကြာတဲ့အခါမှာအဲ့ဒါကို revision ပြန်လိုက်မယ်ကွာနော်နောက်တစ်ခေါက်ထပ်ချက်လိုက်မယ်အဲ့လိုတူညီတဲ့ anchor တန်ကောတွေကိုပဲတဲ့မှတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအချက်လက်တွေကိုဖူတာတာဘီဆိုတာကနောက်တစ်ချိန်နောက်တစ်ဖန်ခိုင်ပါစီကိုအပို့ခံရမယ်さらにထပ်ပြီးတော့1週間後နောက်တစ်ပတ်ကြာတဲ့အခါမှာ同じ暗記作業を繰り返しますဒီအလွတ်ကျက်တာကိုထပ်ခါထပ်လုပ်လိုက်မယ်これを何度か繰り返すとဒီလိုတဲ့အချိန်ပေါင်းများစွာထပ်ခါလုပ်လိုက်မယ်ဆိုရင်この英単語の情報はဒီအင်္ဂလိပ်စာစကားလုံးသတင်းချက်လက်တွေပေါ့နော်ဒီစကားလုံးတွေကတဲ့頻繁に会話に送られてくるので脳はこの情報は
記憶しておくべき情報と判断して長期保存します。နော်အခုလိုမျိုးကတခါနဲ့အချင်းချင်းပို့လာတဲ့အတွက်ကြောင့်မို့လို့တဲ့မကြာခဏဆိုသလိုပေါ့နော်ဘယ်သူစီကိုပို့လာမှလဲခိုင်ပါစီကိုပေါ့နော်ပို့လာတဲ့အတွက်ကြောင့်မို့လို့အနောက်ကနေမှဒီဂျောဟိုတီမှတ်ထားတဲ့ဂျောဟိုတွေလို့ဆုံးဖြတ်ချက်ချပြီးတဲ့အခါကျတော့ကြာရှည်တင်ဆက်ထားလိုက်ပါမယ်ဇန်ဂျစ်နော်ဒိုရီဇန်ဂျစ်ဆိုတာဒီဇန်လေးကကြတော့မအေပေါ့နော်အရှိမဂျစ်ကကြပါလို့တာလဲနိုဘယ်တူဖော်ပြတာပေါ့နော်ဇန်ဂျစ်အရှိမဖော်ပြထားတဲ့အတိုင်းပဲတဲ့ဆိုင်တို့ခုနချိုဟိုအိုစကုတိုယောနီအခုတဲ့နော်ပြန်ပြီးတော့ဒီဂျောဟိုတွေကိုစကုတိုယောစကုတိုယောစီကိုပို့ပြီးတော့တဲ့စကုတဲ့အဲ့ဒီမှာချောကီတခိနိဂျောဟိုအိုဟိုဇွန်ဆူရူဝကေဒက်အဲ့ဒီမှာကြာရှည်တင်ဆက်ထားလိုက်တာဖြစ်ပါတယ်တဲ့ဘုဒ္ဓဖာမှာあなたがあんまり親しくない知人に電話をかけたとします。မင်းကတိတ်ပြီးတော့မရင်နေတဲ့မိတ်ဆွေစီကိုဖုန်းဆက်မယ်လို့လုပ်လိုက်မယ်ကွာそうするとအဲ့လိုလုပ်တဲ့အခါမှာこの電話番号の情報は同じように会話に送られ一時的に保存されます。နော်ဒီဖုန်းနံပါတ်ကမင်းအဲ့သူ့ရဲ့ဖုန်းနံပါတ်ကိုပါရိုက်လိုက်ဆိုလို့ရှိရင်မင်းရဲ့အုံနောက်စီကိုပို့ခံရလိမ့်မယ်しかしဒါပေမဲ့その後အဲ့နောက်မှာあなたはこの知人に電話をかけないのでဒီမိတ်ဆွေစီကိုကဖုန်းမဆက်တော့တဲ့အတွက်ကြောင့်မို့လို့その番号に触れることはありませんနော်အဲ့ဒီဖုန်းနံပါတ်နဲ့ထိတွေ့တာမျိုးမရှိတော့ဘူးつまりတနည်းအားဖြင့်同じ電話番号の情報を会話に送りませんဒီတူညီတဲ့ဖုန်းနံပါတ်သတင်းချက်လက်တွေကိုခိုင်ပါစီကိုမပို့နေဘူးそうするとတဲ့အဲ့လိုလုပ်လိုက်တဲ့အခါမှာ no ကခုနောက်ကこの電話番号情報は長期記憶する必要がないと判断し情報を速度ように送らずに破棄しますအဲ့တော့ကဒီဖုန်းနံပါတ်ကပေါ့နော်ကြာရှည်ထိန်းသိမ်းထားစရာမလိုပါဘူးလို့ဆုံးဖြတ်ပြီးတော့တဲ့ဒီသတင်းအချက်လက်တွေကိုစကုတူယောစီကိုပြန်မပို့တော့ပဲနဲ့စွန့်ပစ်လိုက်မယ်この会話での仮保存状態はဒီ会話မှာပေါ့နော်ယာယီထိန်းသိမ်းထားတဲ့အခြေအနေက1ヶ月と言われていますတလလို့ပြောကြပါတယ်တဲ့するとတဲ့အဲ့လိုဆိုရင်ねサイン的な勉強や暗記の仕方が分かってきますအဲ့လိုဆိုရင်အသင့်တော်ဆုံးစာလေးလာတာနဲ့အလွတ်ကျက်တယ်ပေါ့နော်နီလန်ကိုနားလည်လာပါလိမ့်မယ်それはပြောရမယ်ဆိုရင်ある項目を学習するဒီအချက်လက်တွေပေါ့နော်တချို့အရာတွေကို学習ကလေ့လာလိုက်မယ်ကွာပြီးတော့この勉強の1週間後にဒီလေ့လာပြီးတော့တစ်ဖက်ကြတဲ့အခါမှာ復習するဘာလုပ်လိုက်မလဲ revision ပြန်လိုက်မယ်နော်ပြီးတဲ့အခါကျတော့最初の復習からပထမဆုံးချိန်ပြန်လည်လေ့ကျင့်တာရဲ့နှစ်ပတ်မြောက်မှာ2回目の復習をする2ကြိမ်မြောက်復習လုပ်လိုက်မယ်ပြီးတော့တဲ့2回目の復習後1ヶ月以内に2ကြိမ်မြောက်復習လုပ်လိုက်တာရဲ့တလအတွင်းမှာ3回目の復習をする3ကြိမ်မြောက် revision ပြန်လိုက်မယ်というのがအဲ့လိုလုပ်လိုက်မယ်ဆိုရင်もっとも効率ないい学習方法ですအဲ့ဒါဒီထိရောက်မှုအကောင်းဆုံးထိရောက်မှုအရှိဆုံးစာလေ့လာနည်းဖြစ်ပါတယ်人の脳がどのような動きをするのかどのようなメカニズムで物事が記憶されるのかはနော်အဲ့တော့လူတွေရဲ့အုံနောက်ကဘယ်လိုမျိုးအလုပ်လုပ်နေတယ်ဘယ်လိုလုပ်ပုံလုပ်နည်းနဲ့အဖြစ်အပျက်တွေကိုမှတ်သားနေရဆိုတာကိုတဲ့これからアクアサビの本格的にနော်လက်တွေ့勉強を始める前にစာမလေးလာခင်မှာ知っておいた方がတည်ထားတာကတကူစကူでしょうတကူစကူဆိုတာကတော့ကိုယ့်အတွက်ပို့အမြတ်ရတယ်ပေါ့နော်တကူစကူဆိုတာကိုလေ私တစ်ချက်ရှာကြည့်လိုက်တဲ့အခါမှာသူကကျတော့ဒီလိုလောက်တာထက်ဒီလိုလောက်တာလည်းအမြတ်ရတယ်ဒီလိုလောက်တာလည်းအကျိုးရှိတယ်နောက်တစ်နည်းလည်းအကျိုးရှိတယ်ဆိုပေမဲ့အဲ့နောက်တစ်နည်းကပထမနည်းထက်ပိုပြီးအကျိုးရှိနေတာပေါ့နော်တကူစကူပိုပြီးကောင်းတဲ့
plan ပေါ့ဟဲ့အဲ့လိုလေးမှတ်ထားပေးမယ်နော်私တို့တွေ level တွေမြင့်လာတဲ့အခါကျတော့လေတချို့စကားလုံးတွေကြာဒီတိုင်းကြီးလိုက်ပြီးဘာသာပြန်နေရထက်ပေါ့နော်ဒီလိုမျိုးလေးဆိုပြီးတဲ့အခါကျတော့သူ့စကားလုံးလေးအတိုင်းပဲဒီဘာသာစကားရဲ့စကားလုံးလေးအတိုင်းပဲမှတ်သားထားလိုက်တာကောင်းပါလေအဲ့တော့တကူစကူပေါ့နော်ပို့ပြီးတော့အကျိုးရှိတဲ့အစီအစဉ်ပိုကောင်းတဲ့plan လေးပေါ့နော်အဲ့ဒါကိုလည်းပဲဒီမှာသူကပုံလေးနဲ့ပြထားတယ်ပေါ့နော်ဟဲ့အဲ့တော့ချော်ခီခီယိုကုနော point は定期的な復習にありဒီမှာရှော့ကိုင်တော့ပန်ကျော်ပထမဆုံးချိန်စာလေးလာမယ်စာလေးလာပြီးတော့တစ်ပတ်မြောက်မှာကိုင်မယ်နော်ဖူကူရှူပြီးတော့ပထမဆုံးဖူကူရှူရဲ့နှစ်ပတ်မြောက်မှာနိကိုင်မယ်နော်ဖူကူရှူလုပ်မယ်ပြီးတော့ဒီဒုတိယချိန်ဖူကူရှူရဲ့1နဲ့3 4ပတ်မြောက်တစ်လကြာမှာဆန်ကိုင်မယ်နော်ဖူကူရှူလုပ်လိုက်မယ်ဆိုရင်အဲ့ဒီမှတ်ဉာဏ်ဒီလုံးဝကိုမေ့တော့မှာမဟုတ်ဘူးတဲ့သူကပြောထားတာပေါ့နော်ဟဲ့အဲ့လိုမျိုးလေးဖြစ်ပါတယ်ဒီလိုပုံစံလေးနဲ့လေ့လာရတယ်ပေါ့နော်ဝါသားရှိတို့တွေဖြစ်တတ်ကြတယ်မလားပထမတစ်ချိန်စာကြည့်လိုက်တယ်ကွာနောက်တစ်ပတ်လောက်နေမှစာပြန်ကြည့်ရဲ့အဲ့ဒါကြီးကငါ့အတွက်အစ်စ်လိုပဲစာကြီးကမေ့နေပြီငါစိတ်ညစ်လိုက်တာအဲ့လိုမျိုးကြောင့်မလို့လူတွေကစာကြက်ရမှာကြောက်တာထင်ပါတယ်နော်ဝါသားရှိလည်းတူတူပါပဲငါကြက်ထားပြီးသားကြီးလေဒီစကလုံးဒီခန်းကြီးဟာတိကျပေါ့ကြက်ထားတယ်ငါရေးလေးရေးပြီးတော့ထက်ခါခါရေးလိုက်တယ်ကြက်လိုက်တယ်ဟဲ့ဘာလို့မမိနေရလဲမသိဘူးစိတ်ပြက်တယ်တည်ရမလားတပတ်နေမှာတော့မဟုတ်ဘူး私တို့ဆိုရင်ခဏတိုင်းဖူကူရှူမလို့ဖြစ်တဲ့အခါကျတော့တစ်လနေမှာပေါ့နော်လွန်ခဲ့တဲ့တစ်လလောက်ကကြက်ထားတဲ့ခန်းကြီးတစ်မျက်နှာလေးပြန်ဖတ်ကြည့်လိုက်တော့ဘယ်လိုရေးရမလဲဆိုတာလည်းမသိတော့ဘူးသူ့ရဲ့အွန်ရော်မီခွန်ရော်မီတွေဟဲတော်တော်ကြီးမေ့နေပြီလုံးဝအသက်တိုင်းကြီးပဲအဲ့လိုဖြစ်ဖူးတယ်မလားအဲ့ဒါဒီဘာလို့လဲဆိုတော့私တို့အုံနောက်ရဲ့အလုပ်လုပ်ပုံကိုတခြားနားမလည်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ဒီဘန်ကျော်ဟိုးယွန်းလေးကိုဖတ်ပြီးတဲ့အခါကျတော့အုံနောက်တီဘလို့အချိန်မှမိတ်သွားတတ်တယ်ဆိုတာနော်ဘလို့အုံနောက်ထဲမှာဆွဲမြဲနေစေခြင်းနဲ့ပေါ့နော်အဲ့ဆိုရင်ဘယ်လိုမျိုးလေးမှတ်သားတဲ့နဲ့ဘယ်လိုလေးကြက်တဲ့နဲ့ဆိုတာကိုနားလည်ခွင့်မယ်လို့ချင်ပါတယ်ဟဲ့ဒီဟာလေးကတော့တော်တော်လေးရှည်သွားတယ်ပေါ့နော်ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်ဒီမှာပြန်တွေ့ကြပါမယ်